ချို့ပန်ကားလမ်းတွေကိုဘာကြောင့်ဆေးကတ်နေအောင်လုပ်ထားရတာလဲဆိုတာသိပါသလားဒီပန်ကားလမ်းတွေကအရန်ဆေးကတ်လွန်းလို့အမှတ်မတက်နင်းမိလိုက်ရဲ့ဖက်နှက်တောင်ကျွတ်ထွက်သွားနိုင်ပါတယ်ဘာကြောင့်ဒီလိုလုပ်ထားရတာလဲဆိုတော့ဒါကမြင်းကောင်ကြီး1000ကနေ1000အထိရှိတယ်တနာဒီကို490ကီလိုမီတာလောက်ထိအမြန်နှုန်းနဲ့မောင်းနှင်ကြတဲ့ drag racing ပန်ကားလမ်းတွေမှာအထူးသဖြင့်တွေ့ရတာပါဒီပန်ကွဲတွေအတွက်အရေးကြီးဆုံးအချက်ကမြေပြင်နဲ့ပွတ်တိုက်ဆုပ်ခွေနိုင်စွမ်းကောင်းဖို့ပဲဖြစ်ပါတယ်ဒီလိုဖြစ်စေဖို့အတွက်အထူးရောပါအလွှာနဲ့ VHD traction compound လိုမျိုးဓာတ်ဓာတ်ဖောင်းတွေကိုပြန်ကွင်းလမ်းမအပေါ်မှာတုတ်လင်းထားတဲ့ကြောင့်လမ်းမြင့်တစ်ပြင်ကအရန်ကိုစိတ်ခတ်နေတာပါဒီလောက်ဆွမ်းအားများပြတဲ့ကားတွေစတင်ထွက်ခွာတဲ့အခါကားကိုရှေ့ကိုတွန်းပို့ဖို့အတွက်တာယာတွေကမြေပြင်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကွင်းထားနိုင်မှုလိုအပ်ပါတယ်တကယ်လို့လမ်းကသာချောနေမယ်ဆိုရင်တာယာတွေကနေရာမှာလိမ့်နေမှာဖြစ်ပြီးကားကထိထိရောက်ရောက်ရွေ့ရနိုင်မှာမဟုတ်ပါဘူးဒါအပြင်ပြိုင်ပွဲမစခင်မှာတာယာတွေကိုအနှဲငယ်အပူပြေးထားရတဲ့အကြောင်းရင်းလဲရောဘာနဲ့လမ်းကြားထိတွေ့မှုကိုပိုကောင်းစေပြီးအမြင့်ဆုံးပွတ်တိုက်ဆုပ်ခွေနိုင်စွမ်း maximum grip ရရှိစေဖို့အတွက်ပဲဖြစ်ပါတယ်